come alive on that board. We're sharks. ဩစတြေးလျကမ်းရိုးတဲ့တနေရာမှာ Greg နဲ့ Heather ဆိုတဲ့ကနေဒါခီးသွားနဲ့ဟာ Tucker Experience ဆိုတဲ့ငမန်းလောင်အောင်ရေငုပ်ခီးစဉ်တစ်ခုကိုရောက်လာခဲ့ပါတယ်။အဲ့ဒီစွန်စားကန်ခီးစဉ်ကိုသူတို့ online မှာမတော်တဆတွေ့လို့လာခဲ့ကြတာ။သူတို့နှစ်ယောက်စလုံးက tourist တွေဒီကိုရောက်မှတွေ့ကြပြီး one night stand အချိန်ကုန်ခဲ့လို့အခုမှနောက်ကျပြီးသူတို့ရောက်လာတာလို့ Tucker ကိုရှင်းပြတယ်။ Tucker ကသူတို့နှစ်ယောက်ချစ်သူတွေလားလို့ပေါ့ပေါ့ပါပါမေးလိုက်တယ်။ Heather ကချက်ချင်းပဲသူတို့တွေချစ်သူတွေမဟုတ်ဘူး။တညတာအတူတူချိန်ပြုတ်ခဲ့တာလို့ရှင်းပြတဲ့ပြင်သူတို့ရဲ့တငယ်ချင်းတွေကစီးဝေါ်ကိုစောစောစီးစီးထွက်သွားကြလို့အဲ့ရထနောက်ကြတဲ့သူတို့နှစ်ယောက်ဒီကိုရောက်လာတာလို့ပြောပြပါတယ်။ဒီတော့Tuckerကဒါဆိုရင်မင်းတို့နှစ်ယောက်ဒီကိုလာတာဘယ်သူမှမသိဘူးပေါ့လို့မေးလိုက်တယ်။ဒီမေးခွန်းကိုHeatherနဲ့တန်ပြတ်ဖြစ်သွားပြီးဘာလို့မေးတာလဲလို့ပြန်မေးလိုက်တယ်။မင်းတို့ကငမန်းတွေနဲ့ရေကူးရမှာဆိုတော့နောက်ဆုံးသေတန်းစာအစင်သစ်ရှိစေခြင်းလို့လေလို့သူကနောက်လိုက်ပါတယ်။လေပေါ်ရောက်တော့Tuckerကသူ့ရဲ့ပုဂ္ဂိုလ်ရေးဇလန်းလေးနဲ့ဧည့်သည်တွေကိုဖြောပြတယ်။အသက်9နှစ်အရွယ်မှာလှိုင်းစီရင်ငမန်းနဲ့တွေ့သေမလို့ဖြစ်ခဲ့တဲ့အကြောင်းပြောပြတဲ့ပြင်သူကတကိုယ်တည်းသမားလို့ပြောပါတယ်။သိမကြခင်မှာပဲTuckerဟာငါးစာတွေကိုပင်လယ်ထဲကိုပစ်ချပြီးငမန်းတွေကိုဆွဲဆောင်လိုက်တယ်။ Tuckerရဲ့ထိတ်လန့်စရာအတိတ်အကြောင်းကိုကြားထားရတဲ့Heatherတိတိတတ်တာစိတ်မသက်မသာဖြစ်လာတယ်။သူ့ဖြစ်ကိုသိလိုက်တဲ့Tuckerကစိတ်ပြေလက်ပြောက်ဖြစ်အောင်ဆိုပြီး Baby Shark သချင်းကိုရှေ့ကတိုင်ပေးပြီးသူတို့ကိုလိုက်ဆိုခိုင်းလိုက်တာသုံးဦးသားသချင်းဆိုရင်းကပျော်လာကြတယ်။ Heather အစဉ်ပြေသွားတော့မှTuckerကသူတို့ကိုပလောင်ရင်ထဲထည့်ပြီးရေထဲကိုဖြည်းဖြည်းချင်းချပေးလိုက်ပါတယ်။ငမန်းတွေဝိုင်းနေတဲ့ရေပြင်ထဲမှာအစမှာHeatherတယောက်ထိတ်လန့်နေပေမဲ့Gregကသူ့လက်ကိုအသာဆုပ်ကန်ပြီးအားပေးတော့စိတ်ငြိမ်ပြီးသူတို့လောင်ရင်ပတ်ဝန်းကျင်မှာအနီးကပ်ကူးခတ်နေကြတဲ့လူသားစားငမန်းတွေကိုဘေးကင်းကင်းနဲ့ကြည့်ရတဲ့အတွေ့အကြုံကြောင့်သူတို့ရင်ခုန်စိတ်လှုပ်ရှားသွားတယ်။အချိန်ပြည့်လို့လောင်အိမ်ကိုပြန်ပြီးဆွဲတင်လိုက်တဲ့အခါစောစောကကြောက်ခဲ့တဲ့Heatherကလောင်အိမ်ရင်ငုပ်အစီအစဉ်ကိုသဘောကျလွန်းလို့သူ့တငယ်ချင်းတွေသွားတဲ့ပင်လယ်ကဘာကတော့ဘာလုပ်မှလဲလို့ဦးညူပြီးပြောတယ်။ Tuckerကလည်းGregကိုလည်းဆွဲတင်တယ်။ဒါပေမဲ့Tuckerကလှေပေါ်ကိုGregရောက်လာတာနဲ့ချက်ချင်းပဲသူ့ကိုဓာတ်နဲ့နှစ်ချက်ဆင့်ထိုးလိုက်ပြီးသွေးတန်ရဲရဲနဲ့Gregကိုပင်လယ်ထဲပြန်တွန်းချလိုက်လို့ငမန်းစာဖြစ်သွားတဲ့အခါHeatherရဲ့ပြုံးတွေချက်ချင်းပျောက်ကွယ်သွားပါတယ်။ဒီအချိန်ရောက်မှTuckerကHeatherကိုလှေပေါ်ကနေကြိုးဆိုပါတယ်လို့ပြောချလိုက်ပါတော့တယ်။နောက်တစ်နေ့နဲ့မှာအဲ့ဒီကဲဦးနဲ့မဝေးတဲ့နေရာတစ်ခုမှာZephyrဆိုတဲ့ American မျိုးသမီးတယောက်ဟာမနက်ခင်းနေရာအောက်မှာလှိုင်းစီးရင်ပျော်ရွှင်နေတယ်။နောက်တော့သူဟာအနားကစူပါမားကတ်တစ်ခုကိုရောက်လာတယ်။ကောင်တာမှာအမျိုးသားတဦးကကရှောက်ကိုဂျမ်ပါကျိုးရှိသလားလို့မေးတော့စိုင်မှာကုန်နေတယ်တဲ့။အဲ့ဒီလူကZephyrဘက်လှည့်ပြီးဂျမ်ပါကျိုးအပိုရှိသလားလို့မေးနေလို့Zephyrလည်း88ဆက်နဲ့ပခုံးတွန်းပြလိုက်ရတယ်။စိုင်ပြောက်တော့Zephyrဟာသူတောက်နေတဲ့အေးကိုတွန်ပြီးစိုင်ထဲမှာတော့အဲ့ဒီခွက်တဲ့ခိုးဝက်ထည့်ထားတဲ့ရေခဲမုတ်ဘူးကိုထုတ်ယူပြီးသူ့ဗန်ကားစီပြန်လျှောက်လာတော့ကိုစောစောကမျိုးသားကစောင့်ကြည့်တယ်။လူငယ်က10ဘလော့ကွာမှရထားတဲ့သူ့ကားစီကိုလိုက်မပုတ်ဘူးဆိုရင်ဆိုင်ရှင်ကိုမင်းပစ္စည်းခိုးတာပြောပြမယ်လို့ချင်းချောက်ပါတယ်အကြက်ကင်တာလားဆိုတော့ငါကားစီပြန်ရောက်ချင်ုံတတ်ပါစိတ်ချပါငါကစိတ်တစလူသက်သမားမဟုတ်ပါဘူးတဲ့မတက်တာတဲ့ဆုံးZephyrကလိုက်ပုတ်ဖို့သဘောတူလိုက်ရပါတယ်ကာမောင်ရင်အဲ့ဒီလူကသူ့ကိုယ်သူမိုးဆက်လို့မိတ်ဆက်ပြီးအိမ်ချမ်းပြေသမားလို့ပြောတယ်မကြခင်မှာပဲမိုးဆက်ရဲ့ကားရပ်ထားတဲ့အထက်မြင့်အဆောက်အုံတုံရှိမှာZephyrကားရဲ့ပေးလိုက်ရတယ်Zephyrဟာမိုးဆက်ရဲ့ကားနောက်ခန်းမှာစပုတ်တစ်ခုကိုတတိထားမိသွားတယ်ဘယ်မှာလိုင်းစီးလဲလို့မေးကြည့်လိုက်တော့စနက်ပါမှာများတယ်လို့ဖြေတယ်သူတို့နှစ်ယောက်ကလိုင်းစီးလာခြင်းနှစ်သက်တာတူညီကြလို့ရင်းနှီးလာကြတယ်မိုးဆက်ကသူ့ကိုလိုက်မပုတ်ရင်တော့ပစ္စည်းခိုးတဲ့အကြောင်းဆိုင်ရှင်ကိုသူပြောမှာမဟုတ်ဘူးလို့အခုမှဝန်ခံသူတို့ချင်းလက်ဆွဲနှုတ်ဆက်လိုက်ကြပါတယ်မိုးဆက်ကားထဲမှာခရီးတန်ရဲ့တခြင်းကိုကြားလို့Zephyrကခရီးတန်ကိုကြိုက်သလားလို့မေးလိုက်တယ်ဒါကသူတို့နှစ်ယောက်ရဲ့အကြိုက်တူညီတဲ့အရာနောက်တစ်ခုပေါ့သုံးခုမြောက်ဖြစ်နောက်ထပ်တူညီတာကတော့သူတို့ချင်းတယောက်ကိုတယောက်နှစ်သက်တာပါပဲအဲ့ဒါကြောင့်အဲ့ဒီညမှာသူတို့နှစ်ယောက်ဟာမိုးဆက်ရဲ့အိမ်မှာပဲအတူတူချစ်ရလူလိုက်ကြတယ်တစ်ဆက်တည်းမိုးဆက်ဟာZephyrရဲ့ထူးဆန်းတဲ့အကျင့်လေးတစ်ခုကိုသိသွားတယ်သူဟာနေတိုင်းပါမုတ်ကိုလုံးလောက်စားတယ်ဆိုတာပါပဲZephyrကတော့လှိုင်းတွေကရင်ခုန်စရာအကောင်းဆုံးပြီးတော့ပါမုတ်တွေကဈေးအချို့ဆုံးတဲ့နောက်တစ်နေ့မနက်မှာမိုးဆက်ဟာသူတို့နှစ်ယောက်အတွက်အကောင်းစားမနက်စာကိုပြင်ဖို့မိဖို့ခန်းထဲဝင်သွားတယ်ဒါပေမဲ့သူထွက်လာတဲ့အချိန်မှာတော့Zephyrရဲ့ဘန်ကားကိုမတွေ့ရတော့ပါဘူးဒီတော့တွင်မှာZephyrဟာကမ်းခြေကိုကားမောင်းသွားပြီးကမ်းနားမှာကားရက်လိုက်တယ်သူ့ရဲ့စားပုတ်တော့ကိုရှာဖွေကြည့်ပေမဲ့သူတို့ချစ်ကြတော့ကမိုးဆက်ကတနေရာမှာထားလိုက်တာကိုအခုမှသူပြန်သတိရသွားတယ်
ဒါနဲ့ဘေးနားကထရက်ကားစီကိုသွားပြီးအကူကြီးတောင်းဖို့လို့တော့ဟိုမှာလူမရှိဒါနဲ့ပဲဟေးကျမတန်ကြားရင်ကျမစားဖို့အတွက်တော်တစ်ချောင်းလိုချင်ကိုတတ်ပါလို့အော်ပြီးဟိုရှာဒီရှာလုံနေချိန်တက်ကာကသူ့နောက်ကနေရုတ်တရက်ပေါ်လာပြီးတော်တစ်ချောင်းကိုလက်ထဲထည့်ပေးလိုက်တယ်ပြီးတော့ဒီလောက်အစောကြီးတယောက်တည်းလိုက်စီးရတာကိုပပချီကျူးစကားပြောတယ်စဖာကရှင်လက်တယောက်တည်းပဲလေလို့ပြန်ပြောမိတယ်တက်ကာကစွာလာကြည်လားပေါ့နောက်တော့သူ့မှာဒီလိုတော့တွေအများကြီးရှိတယ်ဆိုပြီးသူ့ကားကိုမောင်းထွက်သွားပါတယ်ဒီအချိန်မှာမိုးဆက်စီကနေ message ရောက်လာပြီးသူပြင်ထားတဲ့နနက်စာကိုပြတယ်စီဖာကလည်းသူစားနေကြပါမုတ်လုံးလေးကိုပြန်ရိုက်ပို့လိုက်ပြီးမနက်ခင်းလိုင်းတွေကိုလိုက်ဖမ်းခြင်းလို့ထွက်လာလားလို့စကားလောက်အောင်ပြောလိုက်ပါတယ်ဒီလိုပြောနေတော့နောက်ကနေတက်ကပြန်ရောက်လာပြီးဇီဖာရဲ့မျက်နှာကိုကြွတလုံးနဲ့စွတ်ကသတိမေ့အောင်လှုပ်ပစ်လိုက်ပါတယ်တက်ကဇီဖာကိုသူ့ရဲ့ထရက်ကားနဲ့တည်သွားပြီးသူ့လေပေါ်ကိုမောင်းပို့ကလျှောက်ကအခန်းထဲမှာဇီဖာကိုပိတ်ထားလိုက်ပါတယ်နိုင်နေငယ်ကြာပြီးတဲ့နောက်မိုးဆက်ဟာဇီဖာကိုလိုက်ရှာဖို့ကမ်းခြေကိုရောက်လာတယ်ပဝင်းကျင်ကိုဝှေ့ကြည့်ပြီးမဲ့ဇီဖာရဲ့ရိပ်ရောင်ကိုမတွေ့ရသူ့ဖုန်းကိုခေါ်ကြည့်လိုက်တော့ဗန်ကားထဲကနေဖုန်းတန်ပြီးလာတာကိုပဲသူကြားလိုက်ရတယ်တစ်ချိန်တည်းမှာပဲဇီဖာဟာသတိရလာတော့သူ့ကိုကရင်တစ်လုံးမှာလက်ထိတ်ခတ်ထားတာအလန်ကြားတွေးလိုက်ရတယ်ဘေးကရင်တစ်လုံးမှာတော့ဟီတာဟာဖြူဖြော့ပြီးကြောင်တောင်မျက်နှာနဲ့ငါတို့သူ့လေပေါ်ရောက်နေပြီထွက်ပြေးဖို့လမ်းမရှိဘူးလို့တူတူလေးပြောပြတယ်ဇီဖာကအော်ဟစ်အကူကြီးတောင်းပေမဲ့သူ့ရဲ့တန်ဟာကျေပြောလာတဲ့ပင်လယ်ပြင်ထဲမှာပျောက်ကွယ်သွားပါတယ်ဇီဖာစိတ်ပိုင်းဖြတ်ပြီးတော့တောက်ကိုဖွင့်ဖို့သုံးတက်မဲ့အရာတစ်ခုခုကိုအခန်းထဲမှာရှာဖွေလိုက်တယ်ဟီတာကလည်းကူညီခြင်းနဲ့စိတ်နဲ့ဘာလို့လဲလို့မေးတယ်ရှည်ပြီးပါတဲ့အရာစံညက်ကလစ်လိုမျိုးပေါ်လို့ဖြေလိုက်တယ်တောက်ဖွင့်တက်လာလို့ဟီတာကမေးတယ်အဲ့ဒီအချိန်မှာပဲဇီဖာရဲ့မျက်လုံးတွေကဘေးကနေရန်စီကိုရောက်သွားတယ်အဲ့ဒီနေရာမှာအရင်ကဖမ်းဆီးခံရတဲ့သူတူရဲ့နာမည်ရေးချစ်ထားတာသူတွေ့လိုက်ရပါတယ်ခဏနေတော့ဇီဖာကဟီတာကိုရှင့်ကိုလိုက်ရှာမဲ့လူရှိလားလို့မေးလိုက်တော့ဟီတာကမရှိဘူးပေါ့ဒီစကားကိုပဲဇီဖာကိုပြန်မေးတော့ဇီဖာမှလည်းလိုက်ရှာမဲ့သူမရှိဒီတော့တွင်မိုးဆက်ဟာအလုတ်သွားရင်ဇီဖာရဲ့ဖန်ကားကိုဆွဲကားနဲ့ဆွဲသွားတာကိုသတိထားမိလိုက်တယ်တန်ပြလေးပိုကြီးထွားလာပြီးရဲစကန်ကိုသွားလူပြောက်တိုင်ကျက်ဖွင့်ဖို့ကြိုးစားလိုက်တယ်ဇီဖာရဲ့တခုတည်းသောအိမ်ဖြစ်တဲ့ဖန်ကားကိုဆွဲသွားတာဖြစ်ပြီးအခုလိုပျောက်ဆုံးတာဟာဇီဖာရဲ့စရိုက်နဲ့လုံးဝမကိုက်ညီတဲ့အကြောင်းရဲအရာရှိကိုသူကတိုက်တွန်းပြောပြတယ်သူတို့နှစ်ဟာစုစုပေါင်း17နာရီပဲအတူရှိခဲ့ပေမဲ့အချိန်ပမာဏထက်ပိုပြီးရင်းနှီးမှုတွေရှိခဲ့တယ်လို့မိုးဆက်ကရှင်းပြလိုက်ပါတယ်။လှေပေါ်မှာတော့ဟီတာနဲ့ဇီဖာတယောက်ကြောင်းတယောက်မေးကြတော့ဇီဖာကသူဟာလူမှုဖူလုံရေးကေဟာမှာကြီးပြင်းခဲ့ရပြီးသူလိုချင်ခဲ့တဲ့တခုတည်းသောအရာကလွတ်မြောက်မှုလို့ပဲပြောလိုက်တယ်။ဟီတာကဒါဆိုရင်ရှင်ကလူငယ်ပြုတ်ပြေးစခန်းကနေတောက်ဖွင့်နီးကိုတင်ခဲ့တာလားလို့မေးလိုက်တယ်။ဇီဖာကဟီတာရဲ့ဘီကနီအပေါ်ပိုင်းကတွင်းဝါယာကိုသတိထားမိသွားပြီးသူ့ကိုချွတ်ပေးဖို့ပြောလိုက်ပါတယ်။ဒီအချိန်မှာပဲတကာကခန်းထဲကိုဝင်လာပြီးဟီတာကိုပါမုတ်တချို့နဲ့ရေတစ်ခွက်ကမ်းပေးတယ်။ဒါပေမဲ့အပေါ်ပိုင်းဗလာမို့စောင်ကိုတင်းဆုပ်ထားတဲ့ဟီတာတွန့်ဆုပ်နေတာကိုတကာကထူးဆန်းတယ်လို့တွက်ဆပြီးရေခွက်ကိုကမ်းပေးလိုက်တော့ဟီတာကမဝင်မရဲတကာပို့ပြီးမတင်ငါဖြစ်လာချိန်မှာဇီဖာကသူ့ကိုလည်းအစာနဲ့ရေပေးဖို့ရုတ်တရက်အော်ပြစ်လိုက်တယ်။တကယ်တော့သူကအာယုံလွှဲလိုက်တာပါ။တကာကသူ့အတွက်ပါမုတ်နဲ့ရေကိုပေးရင်အန်ဒီယံမရှိတဲ့ကြက်သွေးရအောင်စတားလိုက်ခင်ငွေချောင်းကိုပြောပြတယ်။အဲ့ဒီမွေဟာတားကောင်တွေကိုလှည့်စားဖို့အစိတ်ပြင်းတဲ့တန်တာကြောက်တန်းမွေရဲ့အယောင်အသွေးနဲ့အဆင်းကိုအတုယူထားတယ်။အဲ့နောက်သူကကြောချမ်းစရာကောင်းတဲ့ပြုံးနဲ့အခုနင်လဲမွေတန်တာလိုဟန်ဆောင်နေတာကိုရက်လိုက်ပါတကယ်တမ်းသူကသာမွေတန်တာအစ်စ်ဖြစ်တယ်လို့ပြောပြီးအခန်းထဲကနေထွက်သွားပါတယ်တကာမရှိတော့မှဇီဖာကဘီကနီကိုဟိတစီပြန်ပေးပြီးတော့ဖွင့်ဖို့ကြိုးစားခဲ့ပေမဲ့တကာကသူတို့ရဲ့ရေထဲမှာဆေးကတ်ထားလို့နှစ်ယောက်စလုံးသတိမေ့သွားရပါတယ်ညောင်လို့ဇီဖာနိုးလာတဲ့အခါကုန်းဘက်ပေါ်မှာထိုင်ကုန်တစ်လုံးနဲ့သူ့ကြိုးတုပ်ခံထားရတယ်တကာကတော့ရေပြင်ကိုကင်မရာတစ်လုံးနဲ့တေးချချိန်ရင်ပြင်ဆင်နေတာကိုတွေ့ရတယ်တကာကလူအများစုကဖျားသခင်ကအပေါ်မှာရှိတယ်လို့ယုံကြည်ကြပေမဲ့တကယ်တမ်းမှာတော့ရေအောက်မှာရှိတယ်လို့ဇီဖာကိုပြောတယ်ပြီးတော့သူကဇီဖာကန်းချိန်မှာလှိုင်းစီးနေတာကိုအရင်နေ့ကတည်းကငါးမြရင်လှမ်းကြည့်နေတာလို့ပြောပြတယ်နောက်တော့သူကသတိလစ်နေတဲ့ဟိတစီလျှောက်သွားပြီးစပင်းတစ်ခွေကိုသွေးအေးနဲ့ညှက်ယူလိုက်တယ်ဟိတာအလန်ဂျာနိုးလာပြီးအသက်ရှူနှုံးတွေတိတ်မြန်နေတယ်ဇီဖာကဂျားရဲကနေဟိတကိုလှုပ်ပေးဖို့တောင်းပန်ပေမဲ့တကာကတော့နားမထောင်သူကငမန်းကြောင့်ဒသနာတွေကိုပြောရင်းဂရင်းကျိုးတစ်ခုကိုအသုံးပြုကဟိတကိုပင်လယ်ရေပြင်ထက်မှာတန်းလန်းဆွဲထားလိုက်ပါတယ်ဇီဖာကရှည်ယူးနေသလားလို့အော်သလိုဟိတာကလည်းငဲတန်းပါအောင်ကြောက်လန့်နေတယ်သူတို့တွေအဲ့ဒီလိုသွေးပြက်နေချိန်မှာတကာကတော့အေးဆေးပဲလူတွေကငမန်းတွေဟာလူသားစားတယ်ကြိုက်တယ်လို့ထင်ကြတယ်အဲ့ဒါကဒဏ္ဍာကြီးပါငမန်းတွေကလူတွေကိုတကယ်တမ်းတော့မစားကြင်ကြပါဘူးဒါပေမဲ့သူတို့ကိုတိုက်ခတ်ပြီးဆိုရင်တော့အစာနဲ့မှားလို့ပဲ
သူကချင်းချိုတန်းလန်းတဲ့ဟီတာရေထဲကျသွားတဲ့အထိဖြည်းဖြည်းချင်းရှော့ချပေးနေတယ်ဟီတာခမငမားချိန်မှာတက်ခံလိုက်ရတဲ့ဒီကောင်အရှင်လိုထွတ်ထွတ်လူပြီးရေထဲကိုတဖြည်းဖြည်းကျသွားတယ်ကိုယ်တစ်ပိုင်းရေမြုပ်တော့တကာကသူ့ကင်မရာနဲ့ဖြစ်ရအစုံကိုမှတ်တမ်းတင်ရိုက်ကူးနေတော့တယ်ဒီအချိန်မှာငမန်းတကောင်ကဟီတာကိုကိုက်စားလိုက်တာကိုဇီဖာဟာဘာမှအကူအညီမပေးနိုင်လို့မျက်ရည်တွေစီးကြရင်းကဒီတိုင်းကြည့်နေခဲ့ရပါတယ်အခန်းထဲပြန်ရောက်တော့ဇီဖာဟာနိုင်ငံပေါ်မှာသူတို့နှစ်ယောက်ရဲ့နာမည်တွေကိုစတင်ရေးချစ်နေပြီးတယ်တဆက်တဲ့ကြောက်မက်ဖွယ်ရာတစ်ခုကိုသူထပ်ပြီးသတိထားမိလိုက်တယ်နိုင်ငံကတုတ်ဆွေးရဲ့အောက်မှာတခြားနာမည်တွေရှိနေတာကိုကြောက်ကမန်းလေးလေးသူထပ်တွေ့လိုက်ရပါတယ်ဒီတော့တွင်တကာကအချင်းနာထောင်ရင်ရက်တော့ပြီးကခုန်နေတယ်ပြီးတော့သူကဟီတာရဲ့စပင်တုတ်ခွေကို DVD အဖုံးတစ်ခုပေါ်တေးသေးချာချာကော်နက်ကပ်ပြီးတခြားသားကောင်တွေရဲ့အခွေတွေနဲ့တူဗီဒီယိုတွေထည့်လိုက်ပါတယ်အဲဒီနောက်မှာတော့သူကတိတ်ခွေလွတ်တစ်ခုကိုထုတ်ပြီးအညွန့်မှာဇီဖာဆိုတဲ့နာမည်ကိုရေးလိုက်ပါတော့တယ်နောက်တစ်နေ့မနက်မှာမိုးဆက်ဟာဇီဖာရဲ့ဘန်ကားကိုနောက်ဆုံးတွေ့ခဲ့တဲ့ Slipper Rock ကမ်းခြေကိုပြန်ရောက်လာတယ်သူဟာကန်းဆက်မှာစပုတ်ကျိုးနေတာကိုသတိထားမိလိုက်ပြီးဇီဖာရေနစ်သေးသွားပြီလားလို့စပြီးစိုးရိမ်လာတယ်လှေပေါ်မှာတော့တကာကဇီဖာအတွက်အစားအစာတွေထပ်ယူလာဒီတစ်ချိန်မှာတော့ငါနာကထွက်သွားလူယုံမာလို့ဇီဖာကအော်ပြစ်လိုက်တယ်တကာကသူ့လုပ်ရက်တွေကိုရှင်းပြတဲ့အခါပင်လယ်ထဲမှာငမန်းတွေကမရှိဘူးဆိုရင်သူတို့ရဲ့သားကောင်တွေဟာထိတ်ကိုမရှိပွားများလာလိမ့်မယ်ဒါတွေကိုငမန်းတွေကလောကကြီးဟန်ချက်ကြီးအောင်လုပ်နေတာလို့သူ့ခံယူချက်ကိုပြောပြလိုက်တယ်ဒါတွေကြားတော့ဇီဖာကသူ့ကိုထီကနေတွေးတဲ့ထွေးပြီးငမန်းတွေကနစ်ထက်အများကြီးပို့ပြီးအစ်စ်မြင့်တယ်နင့်ကိုနင်ငမန်းနဲ့နှိုင်းတဲ့နင်ကနင့်မေကနင့်ကိုမချစ်တိုင်းမိမတွေကိုလိုက်တက်နေတဲ့ငကြောင်နင်ကအဆင့်နှိတ်တကနေဆုံးတိလိษံတီကောင်ထက်တောင်နှိမ့်ကြသေးတယ်လို့ပြောပြလိုက်တယ်တက်ကဘာမှမပြောနိုင်တော့ဒါပေမဲ့ထွက်သွားကန်ဒီမှာ CEO ကိုကြည့်ပြီးနင်သိမပေါက်သေးဘူးပဲပေါက်တော့တော်တော်ကြာကြောက်ပြီးရှူးထွက်ကြလိမ့်မယ်လို့ရည်သွားပါတယ်သူထွက်သွားတော့မှဇီဖာဟာအမိုက်ပုံးကိုသတိထားမိလိုက်ပြီးလက်ကင်ကိုအတန်မကြအောင်ဖြုတ်ဒူးနဲ့တိုက်ချိုးပြီးစူးကြုံတစ်ဖက်ကိုရလာလို့အသာလေးဝှက်လိုက်ပါတယ်အဲ့ဒီညမှာတကာဟာဟီတာကိုငမန်းတွေကိုက်စားနေတဲ့ဗီဒီယိုကိုကြည့်ညစာစားနေတယ်ပြီးတော့သူကမိဖို့ချောင်းကိုသွားပြီးရေမတောက်တော့တဲ့ဇီဖာကိုငွေဆေးထိုးဖို့ပြင်ဆင်လိုက်တယ်နောက်တော့ဆေးထိုးဖို့ခန်းထဲကိုပြန်လာတဲ့အခါဇီဖာကအမိုက်ပုံးလက်ကင်ကျိုးကိုတုံးပြီးသူ့လက်ပင်ကိုထိုးချလိုက်ပါတယ်လဲကျသွားတဲ့တက္ကစီကနေတော့တွေကိုယူပြီးလွတ်အောင်သူလုံနိုင်ခဲ့ပေမဲ့အပြေးတိုင်ထွက်ပြေးနိုင်ခင်မှာတက္ကသတိရလာပြီးသူ့ခြေထောက်ကိုစီးထုတ်အပ်နဲ့ထိုးချလိုက်တယ်ထွက်ပြေးမူရစေအာနိသင်ပြနေပေမဲ့ထိန်းချုပ်ခန်းကိုရောက်အောင်သွားပြီးရေဒီယိုဖွင့်ကြည့်ပေမဲ့အချက်ပြစနစ်မရှိတာကိုတွေ့လိုက်ရတယ်ဒီအချိန်မှာပဲခဝဲဝဲကပါတီလေးတစ်စီးကိုမြင်လိုက်လို့အပြင်ကိုရိုင်တိရိုင်တိုင်နဲ့ထွက်လာမွေစီရီအာနိသင်ပြေးလာချိန်မှာတက္ကာပေါ်လာတယ်ဇဖာဟာလွန်လန်းမမြင်တော့တဲ့ဆိုတက္ကာမျက်နှိုးတဲ့ကင်မရာကိုပင်လေနဲ့ပစ်ချပြီးသူ့ကိုယ်တိုင်မှာရီရဲခုန်ချလိုက်ပါတော့တယ်ဒါပေမဲ့တက္ကာကသူ့ကိုချိန်နဲ့ပြန်ဆွဲတင်ပြီးလှေပေါ်ကိုပြန်တင်လိုက်ပါတယ်နောက်တစ်နေ့မနက်မှာရဲရဲနဲ့လေတစီဟာဇဖာကိုရေပြင်နှက်မှာရှာဖွေနေတယ်မိုးဆက်ကလိုင်းတွေကိုကြည့်နေရင်ကကမ်းခြေတစ်လျှောက် CCTV တွေကိုစစ်ကြည့်ဖို့စိတ်ကူးရသွားတယ်သူက Wave Watch app ကိုဖွင့်ပြီးဇဖာပျောက်ဆုံးချိန်ကိုပြန်ရစ်ကြည့်လိုက်တော့ဇဖာရဲ့ဗန်ကားနောက်ဆုံးရထားတဲ့နေရာကနေထရက်ကားတစ်စီးမောင်းထွက်သွားတော့သူတွေ့လိုက်ရတယ်။အဲ့ဒီကားကိုဇွန်းချက်ပြီးကြည့်လိုက်တဲ့အခါတက်ကာ experience လို့ရေးထားတဲ့ logo တစ်ခုကိုသတိထားမိလိုက်မိပြီးသူကအဲ့ဒီနာမည်ကို online မှာရှာ website ကိုတွေ့လို့ဖုန်းခေါ်ပြီးမဲ့ဘယ်သူမှမကင်တော့တဲ့ဆိုတက်ကာ experience ရှိရကိုလူကိုယ်တိုင်သွားဖို့သူဆုံးဖြတ်လိုက်ပါတယ်။ဒီတော့တွင်တက်ကာဟာကင်မရာတစ်ဝယ်ဖို့မြို့ထဲကိုဒေါသတကြီးမောင်းထွက်သွားတယ်ဆိုင်ထဲမှာသူသုံးနေကြ VHS ခွေထည့်ရိုက်တဲ့ကင်မရာတစ်လုံးကိုတွေ့လို့ဝယ်လာပြီးအပြန်လမ်းမှာရင်ကြောပိတ်ဆို့မှုမိနေချိန်သူ့ရဲ့သားကောင်ရှာတဲ့အကြည့်တွေဟာတယောက်တည်းရှိနေတဲ့ tourist မာလေးတယောက်စီရောက်သွားတယ်။ဒါဟာသူ့ရဲ့နောက်ထပ်သားကောင်လို့သူတေးမှတ်လိုက်ပါတယ်။ဒီအချိန်မှာမိုးဆက်ဟာစိတ်ခံတရားကိုရောက်လာပြီးတက်ကားရဲ့လှေပေါ်ကိုတက်သွားတယ်။လှေနဲ့လိုက်ရှာရင်စူးစမ်းရင်ကအော်ဟစ်အကူကြီးတောင်းတန်ခက်တဲ့ကြားမိလို့မှန်တကားကိုခွဲပြီးအထဲကိုဝင်သွားလိုက်တယ်အောက်ခန်းထဲမှာတော့သူဟာတုတ်လောင်ခံရတဲ့ဇဖာကိုတွေ့လိုက်ရတယ်။ဇဖာကသူ့ကိုစက်ကူညက်ဒါမှမဟုတ်တန်ချင်းတစ်ခုကိုရှာပေးပြီးရဲကိုချက်ချင်းဖုန်းခေါ်ဖို့ပြောလိုက်တယ်။မိုးဆက်လည်းဖုန်းကိုအသေးအံဆက်ရင်အပေါ်ကိုပြန်ပြေးတက်လာချိန်မှာတက်ကာနဲ့တဲ့တူပြီးသူတို့နှစ်ယောက်ကြားထိုးကျိတ်လုံးထွေးကြတဲ့အခါမိုးဆက်ဟာတက်ကာမေးသွားနိုင်တဲ့အထိလေပိတ်ညှစ်ထားနိုင်လိုက်သေးတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာစိတ်ကန်းက Dave ဆိုတဲ့လူကမိုးဆက်ကိုကျူးကျော်သူဖြစ်ထင်မှားပြီးနောက်ကနေရိုက်ချလိုက်လို့မိုးဆက်သတိလစ်သွားပါတယ်။ဒေဟာဇီဖာရဲ့အော်တန်တွေကိုစပြီးကြားတဲ့အခါတက်ကာကိုပြန်ပြီးမတင်ကာစဖြစ်လာချိန်မှာပဲတက်ကာကသူ့ခေါင်းကိုမှိန်းကောက်နဲ့ပေါက်ချလိုက်ပါတယ်။အဲဒီနောက်တက်ကာဟာသူ့သားကောင်တွေကိုနေရာပြောင်းတက်ဖြတ်ဖို့အတွက်
ဟန်မန်ရှိုးကိုမောင်းထွက်ဖို့ဆုံးဖြတ်လိုက်ပါတော့တယ်အခန်းထဲမှာတော့မိုးဆက်ဟာသူတို့ထွက်ပြေးနေအောင်မလုပ်ပေးခဲ့တဲ့အတွက်တောင်းပန်စကားပြောနေတယ်ဇဖာကတော့အောင်မြင်လူနေပါဖြစ်ခဲ့ပါတယ်လို့စိတ်သက်သာအောင်ပြန်ပြောပေးရတယ်ဇဖာဘာလို့အဲ့ဒီမနက်ကသူ့ကိုထားသွားတာလဲလို့မိုးဆက်ကမေးလိုက်တယ်ဇဖာကသူတယောက်တည်းနေတာပိုကောင်းတယ်လို့ပြောတယ်ဒါကိုမိုးဆက်ကသဘောမကျဘယ်သူမှတယောက်တည်းနေတာမကောင်းပါဘူးဒီတော့ဇဖာလည်းရှင်ကျမအကြောင်းမသိပါဘူးလို့ပြောမိတယ်ဒီတော့မိုးဆက်ကမင်းကတစ်နှစ်တာလုံးပါမုတ်အလုံးအများဆုံးစားဖို့အတွက်ကမ္ဘာစံချိန်တင်နိုင်တယ်ပြီးတော့နှွေးထွေးဟာတညံရှိအသက်ဓာတ်ပြည့်ပါမင်းရတဲ့ကျင်နာမှုတွေမင်းဘဝမှာမရခဲ့ဘူးလို့ကိုခံစားရတယ်အဲ့ဒါကြောင့်မင်းထွက်ပြေးခဲ့တာလို့မိုးဆက်ကပြောလိုက်ပါတယ်ဒီအချိန်မှာပဲတက္ကာကသူတို့ခန်းထဲကိုဝင်လာပြီးဆေးတွေထိုးချလိုက်လို့သူတို့မေ့သွားရပြန်တယ်ဇဖာနိုးလာတဲ့အခါမိုးဆက်ကိုချင်းကျိုးနဲ့ချိတ်ဆွဲထားတာတွေ့လိုက်ရတယ်ဒီတော့ဇဖာကမိုးဆက်အောင်တခြားသူတွေလိုခီးသွားတယောက်မဟုတ်ဘူးသူကမြို့ခံတထေးသားလို့တက္ကာကိုပြပြတလဲလဲအော်ပြောပြီးမော့စ်ပြောက်သွားရင်သူ့လူတွေကတဲတန်လိုက်ရှာကြမှာလို့သတိပေးကြည့်ပေမဲ့တက္ကာကနားမထောင်မိုးဆက်ကိုရေပြင်ထက်မှတန်းလန်းဆွဲပြီးသူ့ထုံးစံတိုင်းရေထဲကိုဖြည်းဖြည်းချင်းရှော့ချလိုက်ပါတယ်ဇဖာကငြိမ်ငြိမ်နေဖို့အော်ဟစ်သတိပေးလိုက်တော့မိုးဆက်လည်းကြောက်လန့်ပေမဲ့ငြိမ်နေလိုက်လို့ကံကောင်းစွာနဲ့ပဲငမန်းတွေကသူ့ကိုမကိုက်ဖြစ်သွားရတယ်ဒါကိုကြည့်ပြီးစိတ်ပြတ်သွားတဲ့တက္ကဟာငမန်းတွေကိုဆွဲဆောင်ဖို့အတွက်မိုးဆက်ကိုဓာတ်နဲ့ထိုးထပ်ပြီးရေထဲချဖို့လုပ်နေကြည့်မှာရုတ်တရက်ကောင်းကင်မှာတက်ကဲရဲရင်တစီပြန်တန်းနေတာတွေ့လို့သူဖမ်းထားတဲ့လူနှုတ်ကိုအထဲကိုအလင်းမြဲပြန်သွင်းလိုက်ရပါတယ်ဒီအချိန်မှာတော့ဇဖာဟာလက်ထိတ်ကနေလွတ်မြောက်ဖို့အတွက်သူ့ရဲ့လက်စကိုဖြုတ်ဖို့ကြိုးစားပါတော့တယ်တက္ကအေးဆက်တဲ့ပုံစံနဲ့ခန်းထဲကိုဝင်လာမိုးဆက်ဟာနူးညံ့ပြီးဇဖာကတော့သူ့လိုပဲတန်ချောင်းလိုမာကြောတဲ့အတွက်နှစ်ယောက်သားမလိုက်ဖက်ဘူးလို့ပြောတယ်သူနဲ့ဇဖာကိုတော့ငမန်းတွေနဲ့နှိုင်းရှင်ပြီးတယောက်တည်းနေရတာပိုနှစ်သက်တဲ့အထီးကျန်တဲ့ဝါတွေလို့ပြောပါတယ်တက္ကခန်းထဲကနေထွက်သွားပြီးတဲ့နောက်မှာဇဖာဟာဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီးလက်ထိတ်ကနေလွတ်ဖို့အတွက်သူ့လက်မှသူပြန်ကိုက်ဖြတ်ဖို့လှုပ်လိုက်ပါတော့တယ်အဲ့ညတက္ကဟာနောက်ထပ်ဆွေထုတ်အပ်တွေပြင်ဆင်ပြီးအခန်းထဲကိုဝင်လာတဲ့အခါဇဖာရဲ့ကတိဗလာဖြစ်နေတယ်ဇဖာကအပြင်ကိုလှစ်ကနေထွက်တကားကိုပိတ်နိုင်ခဲ့ပြီပဲတက္ကဟာအရေးပေါ်ထွက်ပေါက်ကိုသူ့လက်နဲ့ဖွင့်နိုင်အောင်ကြိုးစားနေလိုက်တယ်စိတ်လှုပ်ရှားနေတဲ့ဇဖာကလေကိုမောင်းဖို့ကြိုးစားပေမဲ့တက္ကကဓာတ်အားလိုင်းတွေကိုဖျက်ချလိုက်တယ်ဇဖာပဇင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်လိုက်တော့ကမ်းနားမှာပါတီပွဲတစ်ခုလုံနေတာကိုတွေ့ရပြီးအခုညီတောင်းဖို့မီးရှူတစ်ခုကိုယူပြစ်ဖို့လုပ်နေတော့တက္ကကသူ့နောက်ကနေပေါ်လာလို့မီးရှူကိုတက္ကစီဦးတီးပြပြီးတကားကိုအားနဲ့စောင့်ပိတ်ထွက်ပြေးလိုက်တယ်ဒဏ်ရာရသွားပြီမဲ့တက္ကဟာထပ်ရောက်လာလို့ဇဖာလည်းဒေအိုးတစ်လုံးကိုဆွဲပြီးသူ့ကိုအပြင်းထန်ရိုက်ချလိုက်တယ်တက္ကကုန်းဘက်ကိုပြန်တက်လာချိန်မှာဇဖာဟာကန်းဆက်စီကိုဦးတီခုခတ်နေတာကိုသူမြင်လိုက်ရတယ်ဒီတော့သူလည်းစပီးဘုံနဲ့နောက်ကနေအားချင်းလိုက်တာကန်းဆက်ပေါ်ရောက်တော့မှသူကဇဖာကိုနောက်ကနေချုပ်ကွက်နဲ့လဲပင်းညစ်ပြီးတတိလျအောင်လှုပ်လိုက်လို့နောက်ဆုံးဇဖာပြန်ပြီးအဖမ်းခံလိုက်ရပါတယ်ဒီတစ်ခါမှာတော့တက္ကဟာမိုးဆက်ကိုထိုင်ကုန်တစ်ခုမှချီပြီးဇဖာကိုလေထဲမှာတန်းလန်းဆွဲထားတယ်ဇဖာတတိယလောက်သူကရေနဲ့ပတ်လိုက်တယ်ရေထဲမှာလည်းဒီအပိုင်းတွင်အကြီးဆုံးငပန်းကြီးတစ်ကောင်ရောက်လာတယ်ဒီတော့ဇဖာကိုပင်လယ်ထဲရှောချပြီးမှတ်တမ်းတင်ဖို့စလုပ်ပေမဲ့တခြားငမန်းတစ်ကောင်ကအစာလူဖို့ပြေးဝင်လာတာတက်ကမြင်သွားတဲ့အခါသူကစူးမိန်နဲ့အဲ့ဒီငမန်းကိုမောင်းထုတ်ဖို့လုပ်တယ်မိန်ကငမန်းပတ်ဆက်ကိုသွားဆိုင်လို့ခါထုတ်လိုက်ချိန်မိန်လက်လွတ်သွားတဲ့အခါဇဖာဟာအဲ့ဒီမိန်ကိုအမြန်လူယူပြီးနောက်တစ်ချိန်ငမန်းလာဟန်ထိုးဆိုင်ဖို့အသင့်ပြင်လိုက်ပါတယ်နာကျင်သွားတဲ့ငမန်းကခဝဲဝဲရောက်သွားချိန်မှာဇဖာအဲ့ဒီချိတ်ကိုသုံးပြီးသူ့ကိုယ်သူပြန်ဆွဲတင်ဖို့ကြိုးစားနေချိန်စောစောကငပန်းကြီးသူ့နာပြန်ရောက်လာတယ်ဒါပေမဲ့ဇဖာကအတန်တိတ်ပြီးငြိမ်နေတာကြောင့်ငမန်းကမဟတ်တဲ့အစုံတက္ကကအတန်ပေးပြီးလှမ်းလိုက်တဲ့အခါဇဖာလည်းချိတ်ကိုလွတ်မိပြီးရေထဲပြုတ်ကျသွားပါတော့တယ်ရေထဲမှာဇဖာဟာသူ့လက်မပြတ်ထမ်းရောက်ကိုနောက်ထပ်ကောင်းတဲ့လက်နဲ့အုပ်ကန်ပြီးငမန်းကိုငြိမ်ပြီးစိုက်ကြည့်နေလိုက်တယ်မျက်လုံးချင်းစုံတဲ့ခဏတာလေးပြီးမှငမန်းဟာလှည့်ထွက်သွားပြီးဇီဖာကိုတယောက်တည်းထားခဲ့လိုက်ပါတယ်ဒါကိုမသိပဲတက္ကကရေပြင်ကိုစိတ်ဝင်စားစိုက်ကြည့်နေခြင်းဇဖာကတော့တခြားတစ်ဖက်ကနေလှေပေါ်ကိုပြန်တက်လာပြီးငားပစ်တဲ့မိန်းနဲ့တက္ကကိုနောက်ကနေပစ်ချလိုက်တယ်မိန်းဆိုင်မှန်ပြီးနာကျင်နေတဲ့တက္ကလှေပေါ်ကိုပြန်တက်ဖို့အသေးအံကြိုးစားနေချိန်မှာပဲစောစောကငမန်းကြီးကသူ့ကိုလေပေါ်မြောက်တက်တဲ့အထိခုတ်ခတ်ပစ်လိုက်လို့တက္ကတယောက်သူ့သားကောင်တွေလိုပဲငမန်းစာဖြစ်သွားရပါတော့တယ်ဒီကြားထဲမှာပိန်းကျိုးကဇဖာရဲ့ခြေထောက်ကိုရစ်ပတ်ဆွဲချသွားလို့ဇဖာပါရေထဲနစ်ဝင်သွားသေးတယ်။လေပေါ်မှာကြံခဲ့တဲ့မိုးဆက်တယောက်သူချစ်ရတဲ့သူပါသွားလို့စိတ်လျှော့လိုက်တာသူ့ဒဏ်ရာကပြင်းလွန်းလို့သတိလစ်သွားပါတယ်။ဒီအချိန်မှာဇဖာလေပေါ်ကိုပြန်တက်လာပြီးမိုးဆက်ကိုအတင်းနှိုးတယ်။မရတဲ့အဆုံးအမြင့်ကိုတက်ပြီးအရေးပေါ်မီးရှူကိုပစ်လို့
အနည်းနာကပါတီလေးကိုအကူအညီတောင်းလိုက်ပါတယ်နောက်ဆုံးမှာတော့သွေးများပြားဆုံးရှုံးနေတဲ့မိုးဆက်စီကိုအပြေးအလွှားသွားပြီးအသက်ဆက်ရှင်နေဖို့ပြောဆိုကအတင်းနှိုးပါတယ်မိုးဆက်ရင်ကျမတခုပြောချင်တယ်ကုန်းပေါ်မှာတော့ကကျမအတွက်ဘာမှမရှိခဲ့ဘူးလို့ပြောခဲ့ပေမဲ့တကယ်တော့ကျမအတွက်ရှင်ရှိနေပါတယ်ပြန်နှိုးထပါတော့နော်လို့ပြောလိုက်ချိန်မှာမိုးဆက်ရဲ့မျက်လုံးတွေဖြည်းဖြည်းချင်းပွင့်လာပြီးဇီဖာအတွက်သူရှိနေတယ်ဆိုတာကိုရည်ရွယ်ပြီးဒါကိုသူလည်းသိနေတယ်လေလို့ပြောလိုက်ပါတော့တယ်ကြည့်ရှုနားဆင်ပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်